ကျွန်တော်တို့ပွဲတော်မဝင်ခင်မှာဘုရားရဲ့နှုတ်ကပတ်တော်เนาะကျွန်တော်အနေငယ်ဆက်လက်၍ခွန်အားယူကြရအောင်ကျွန်တော်တို့ခွန်အားမယူခင်မှာဒီနေ့အနေငယ်ဆက်လက်၍မိကိုမေ့ကြမှာတယ်ခုတလောမှာအရန်ချီးမွမ်းခြင်းနဲ့အကြောင်းကတော့အတွင်းထဲမှာရှိတဲ့အရာများကလည်းချီးမွမ်းခြင်းနဲ့ချီးပဲချီးမွမ်းခြင်းနဲ့ကျင့်တဲ့ချီးမွမ်းခြင်းတော့ချီးမွမ်းခြင်းပါတယ်အကြောင်းလည်းရှိတယ်ဘာပဲဖြစ်ဖြစ်ချီးမွမ်းခြင်းနဲ့စုတော်သူများကျွန်တော်ငယ်ပဲလက်ထောင်ကြည့်ရအောင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ချီးမွမ်းခြင်းတော်သူများချီးမွမ်းပြီးဖြစ်တယ်ချီးမွမ်းတဲ့ဘုရားကောင်းကြီးပေးပါစေအာမင်ဒီတော်တော်မှာလုံးဝမချီးမွမ်းခြင်းဘူးနည်းနည်းစိတ်တကြနေတယ်လူပဲမပြောဘူးเนาะအဲ့လိုဟာမျိုးစိတ်ပြတ်တော်သူများရှိကြလားလက်ထောင်ပါလို့မပြောပါဘူးเนาะမပြောပါရှိခဲ့မယ်ဆိုရင်လေဒီနေ့ဘုရားသခင်ကျွန်တော်တို့တွင်တဲ့နှုတ်ကပတ်တော်ကဆက်လက်ရဘုရားသခင်အလင်းဖွင့်ပေးပါလိမ့်မယ်ဆိုတော့ဒီနေ့ကျွန်တော်ကျမတို့စိတ်တကြခြင်းစိတ်ပြတ်ခြင်းဆိုတဲ့ဟာကတခါတလေအကြီးကျယ်ထင်ပေးမှဘယ်သူမှမတွေ့ခြင်းဘယ်သူနဲ့မှစကားမပြောခြင်းတဲ့အားတွေရှိတတ်ပါတယ်ကဲဒီနေ့ကျွန်တော်တို့ခေါင်းစဉ်လေးကြည့်အောင်ပါလေကျွန်တော်တို့ခေါင်းစဉ်ကဘာလဲဆိုအလုံးတည်တည်တိုင်းသခင်ထံပြန်လာပါဆိုတော့သခင်ထံပြန်လာပါစုကလေးကနဲ့သခင်ထံကနဲ့ထွက်သွားတော့သူတွေပေါ့မနေ့ကမှလည်းတမန်ကျမ်းစာလေးလာချက်အစစ်စင်မှာဖျားနဲ့ဝေးတော်သူများတဲ့ဘာပြောတော့ပျက်စီးလိမ့်မယ်ဖျားနဲ့ဝေးတော်သူများဟာပျက်စီးလိမ့်မယ်ဒါကဒီကနေ့ကျွန်တော်တို့ရဲ့သက်တာမှာလည်းဝိညာဉ်အားဖြင့်ဖျားဝေးနိုင်တယ်စိတ်အားဖြင့်ဖျားဝေးနိုင်တယ်ကလေးကျွန်တော်တို့ခန္ဓာကိုယ်အားဖြင့်လည်းယုံကြည်သူများနဲ့ဖျားကြောင်းနဲ့ဝေးနိုင်တယ်ဆိုတော့ဒီကနေ့ဖျားနဲ့ဝေးတော်သူများဒီကနေ့ကျွန်တော်တို့ဘယ်နှယောက်ရှိသလဲဒီဟာနဲ့ပတ်သက်ပြီးမှเนาะဒီနေ့အနေငယ်ကျွန်တော်တို့ခွန်အားယူရင်းနဲ့ပွဲတော်မင်္ဂလာဆက်လက်ရဝင်ကြပါစို့လို့ဒီကနေ့စိတ်တကြတော်သူများစိတ်မောတော်သူများစိတ်မှာမပျော်မရွှင်သောသူများရှိခဲ့မယ်ဆိုရင်လေဒီနေ့ဘုရားရဲ့နှုတ်ကပတ်တော်ကိုသိကြကျွန်တော်တို့နားထောင်ကြအောင်လောကဟာကျွန်တော်တို့သိခဲ့တဲ့အတိုင်းမြင်ခဲ့တဲ့အတိုင်းကဘာကြီးကပျက်စီးနေပြီကဘာကြီးကယူရွနေပြီကဘာကြီးကပိုးတစ်ထက်ပိုးနေပြီမကောင်းတဲ့ဘက်မှာရောက်တဲ့ထက်ကျွန်တော်တို့ရောက်နေပြီဖြစ်တယ်ခုတလောမှာဆိုရင်တော့ update international မျိုးမှာကျွန်တော်ကြည့်လိုက်မယ်ဆိုရင်တော့ကျွန်တော်အနည်းနာမှာရှိတဲ့နိုင်ငံတီကပြန်လေအများကြီးကျွန်တော်တို့စစ်ကိုထိခိုက်နေပါပြီအနည်းဆုံးကျွန်တော်တို့တရုတ်အိန္ဒိယပါကစ္စတန်တကယ်တိုက်ပွဲတွေသာဖြစ်ခဲ့မယ်ဆိုရင်ကြားမှာရှိတဲ့ကျွန်တော်ကျမတို့မြန်မာနိုင်ငံကျွန်တော်တို့ဘယ်လိုခံစားမလဲကတော့ကျွန်တော်တို့မပြောတတ်ပါဒါပေမဲ့သူတို့ကတိုက်ပွဲမဖြစ်သေးဘူးမြန်မာနိုင်ငံကကျွန်တော်ခံစားနေရပြီဆိုတော့ဒီလိုမျိုးအချိန်ကာလမှာဒီနေ့ဖျားချစ်တဲ့ညီကိုမောင်နှမများကျွန်တော်တို့စိတ်တကြနေသလားကျွန်တော်တို့ဝမ်းနေသလားဆိုတဲ့ဟာကိုဥစွာမေကွန်မေးရနဲ့နှုတ်ကပတ်တော်ကိုဝင်ငါကြပါတယ်ဒီနေ့ဝမ်းနေတော်သူများစိတ်တကြတော်သူများတရားတဲ့စိတ်တကြပြီးဝမ်းနေပြီးဘာလို့ဘာကမလုပ်ချင်တော်သူများရှိခဲ့မယ်ဆိုရင်လေဒီနေ့1 minute ကြာနေအဲ့လိုပဲပထမဦးဆုံးအနေနဲ့ဖော်ပြခြင်းပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပဲအာနေတော်သူတွေမဟုတ်ဘူး။ကျွန်တော်တို့ပဲစိတ်တက်ကြတဲ့လူတွေမဟုတ်ဘူး။ခရစ်တော်ရဲ့တပည့်တော်ကြီးပြင်လေစိတ်တက်ကြတဲ့သူတွေဖြစ်ခဲ့တာ။ဝိညာဉ်ရေးရမှာဖခင်အသုံးပြုခဲ့တဲ့ပုံကိုယ်တွေလည်းစိတ်တက်ကြပြီးနေခဲ့တဲ့လူတွေပြီးခဲ့တဲ့နှစ်ပတ်လောက်ကကျွန်တော်တို့ဒီမှာအာရပါရဘုရားကိုကျွန်တော်ချီးမွမ်းတယ်။ဘာနဲ့လဲဆိုရင်စင်ပြန်ထားမြောက်တဲ့နေ့ Easter Sunday
Easter Sunday မှာတပည့်တော်များဘယ်လိုနေကြတော့ Easter Sunday မှာခရစ်တော်နဲ့အတူတပည့်တော်တွေဘယ်တော့မှမရှိတော့ Easter Sunday မှာခရစ်တော်အနာမှာဘယ်သူမှမရှိတော့ဘယ်အချိန်ကလေးကနေခရစ်တော်ကိုစွန့်ပစ်ကြလဲဆိုရင် Good Friday နေ့မတိုင်ခင်တော့အခြားသောပဋိနေ့ညမှာခရစ်တော်ဘုရားကိုဘယ်လိုစွန့်ပစ်ဆိုတော့ဒီနေ့ဘုရားချစ်တဲ့ညီကိုမောင်နှမများကျွန်တော်တို့ထက်သာတဲ့ဘုရားသခင်ကိုမျက်မြင်တွေ့ခဲ့တဲ့လူတွေဘုရားရဲ့နာမည်လက္ခဏာကိုမြင်ခဲ့တဲ့လူတွေမျက်စိကနေလူတို့ကိုပြန်မြင်တဲ့အခါမှာတကယ်မြင်တဲ့လူတွေနာမကြားတော့သူများကြားတဲ့အရာကိုနာမည်လက္ခဏာကိုမြင်တဲ့လူတွေမုံငါးလုံးနဲ့ငါးနှကောင်အားဖြင့်လူပေါင်းမြောင်များဆိုကျွေးမွေးခဲ့တာကိုသူရဲ့ eye witness လို့ခေါ်တဲ့တကယ်လက်တွေ့မြင်ခဲ့တဲ့တပည့်တော်တွေတောက်ကြခြင်းနဲ့မတိုင်ခင်မှာခရစ်တော်ကိုစွန့်ပစ်ပြီကိုလုံးစွန့်ပစ်ပြီသူတို့လည်းပဲကျွန်တော်ကြည့်လိုက်ရင်ခရစ်တော်တက်တော်ထင်ရှားစေတော့ကနမေလက္ခဏာမြောင်မြောင်ဆိုတာနဲ့အာရပါရလက်သိလက်မောင်းတမ်းပြီးဖျားသူကိုဝိုင်းရံတဲ့လူတွေဖျားသခင်နဲ့အတူဝမ်းမြောက်တဲ့လူတွေချီးမွမ်းတဲ့လူတွေတပည့်တော်တယောက်ကဆိုရင်တော့ဘယ်လောက်ထအောင်ဂရုပေးလဲဆိုတော့ကိုရောစီးတဲ့နေရာမှာကျွန်တော်အမြဲတမ်းရှိနေတယ်ကိုရောဖန်ခံခဲ့မယ်ဆိုရင်လည်းကျွန်တော်လည်းဖန်ခံမယ်ကိုရောထောင်ကြမယ်ဆိုရင်လည်းကျွန်တော်လည်းကြခံမယ်လို့ဂတိပေးခဲ့တဲ့တပည့်တော်တွေလည်းရှိပါတယ်ဒီလိုဘုရားသခင်ကိုချီးမွမ်းတယ်ဘုရားသခင်မွေ့လျော်ခဲ့တဲ့နော်ဒီတပည့်တော်တွေအခုဆိုရင်ခရစ်တော်နာဘယ်သူမှမကတ်တော့ခရစ်တော်နာမှာလက်ရှာလို့လည်းမရဘူးကဲဒီနေ့ကျွန်တော်တို့ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး21ကိုကျွန်တော်တို့တစ်ချက်ကြည့်အောင်ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး21မှာလဲကြည့်ခရစ်တော်ဘုရားသခင် Good Friday မှာခရစ်တော်အသေးခံတယ်လောကလူသားများကျွန်တော်ကျွန်မအားလုံးအတွက်အသေးခံတယ်တောင်းရမြောက်သောနေ့မှာခရစ်တော်ရှင်ပြန်ထမြောက်ခဲ့ပြီသို့တော်လည်းတပည့်တော်တွေကခရစ်တော်နာကိုမလာသေးဘူးအပိုင်းငယ်1မှာကြည့်တပန်ယေရှုသည်တိဘေရိအိုင်နာမှာတပည့်တော်တို့အားကိုကိုပြတော်မူ၏ရှင်ပြန်ထမြောက်ခဲ့ပြီငါအသက်ရှင်တော့ကလောကမှာဒီခန္ဓာရှိတော့ကတင်တော့ငါပြောခဲ့တယ်တောင်းရမြောက်မှာငါထမြောက်မယ်ဒါတောင်မှတပည့်တော်တွေကမယုံနိုင်တော့စိတ်တက်ကြတာစိတ်တက်ကြပြီးမှကြည့်သူတို့ဘယ်လိုဖြစ်နေကြလဲဆိုတော့နော်အဲ့ဒီထဲမှာပါတဲ့လူတွေပြတော်မူတဲ့အကြောင်းအရာမူကားတဲ့ရှမုန်ပီတရုနဲ့တီတူမူအမည်ရှိသောသောမတ်ဂါလိလဲပြည်ကာနာသားနာသနေလဇေဗေဒဲ၏သား2ယောက်အခြားသောတပည့်2ယောက်တို့သည်အတူရှိကြ၏အပိုက်ငယ်3မှာကြည့်ရှမုန်ပီတရုကကျွန်တော်သည်ငါဖန်သွားမယ်ဆိုလေထိုသူတို့ကအကျွန်တော်တို့လည်းလိုက်မယ်ကိုပြောဆိုသည်နဲ့ထွက်သွားကြ၏ချက်ချင်းလှည့်ထဲသို့ဝင်၍ထိုများတကောင်များမရကြကဲဒီမှာကျွန်တော်တို့နံပါတ်1ကြည့်အောင်တပည့်တော်ဘုရားရဲ့နာမည်လက္ခဏာမြင်ပြီးမှဘုရားသခင်နဲ့အတူရှိနေတဲ့ပုဂ္ဂိုလ်တွေကောင်းကင်နာမည်စည်ရင်ဝင်တဲ့လူတွေနဆိုးမောင်းထုံးနိုင်တဲ့အခွင့်ရှိတဲ့လူတွေဝိငှခြင်းတသက်ခံခြင်းဘုရားရဲ့နိုင်ငံတော်တည်ထောင်ခြင်းမှာဘုရားအထူးရည်ကောက်တဲ့ပုဂ္ဂိုလ်တွေနော်ဒီမှာဘာဖြစ်ကြလဲခရစ်တော်နဲ့ဝေးတဲ့နေရာကိုတွားပြီခရစ်တော်နဲ့ဝေးတဲ့နေရာကိုတွားပြီခရစ်တော်ကသူတို့ကိုဘာခိုင်းလဲဆိုရင်လူကိုမြားသောတငါဖြစ်စေမှာဒါပေမဲ့အခုကလူကိုမြားသောတငါကနဲ့တကယ်ငါးကိုမြားတဲ့တငါသေးများနေနဲ့နောက်ပြန်ဆုတ်သွားခဲ့တယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်ဒါကြောင့်ဒီနံပါတ်1ခေါင်းစဉ်မှာတပည့်တော်တွေဖျားနဲ့ဝေးသွားခဲ့ကြတာဘာဖြစ်လို့ဝေးသွားတာတော့သူတို့မျောလင်းခြင်းမဲ့နေတဲ့အတွက်ကြောင့်သူတို့မျောလင်းခြင်းမရှိတော့ဘူးသူတို့မျောလင်းခြင်းကခရစ်တော်ပဲဒါပေမဲ့သူတို့ခရစ်တော်ဘုရားသခင်ရှင်ပြန်ထမြောက်မယ်ဆူလာတောင်မှမယုံနိုင်တော့ပဲနောက်ဆုံးတော့ခရစ်တော်နဲ့ဝေးတဲ့နေရာကိုတွားခဲ့ကြတယ်ဒါကဒီကနေ့ကျွန်တော်ကျမတို့ရဲ့လောကရဲ့အခြေအနေလည်းဖြစ်ပါတယ်ဆလန်30နဲ့ဆလန်39အပိုက်ငယ်ကျွန်တော်တို့ဘယ်မှာတွေ့ရမလဲဆိုရင်တော့အပိုက်ငယ်ကျွန်တော်တို့6ထဲမှာလဲကျွန်တော်တိုင်ပေးမယ်နောက်ကနေလိုက်ဆိုပေးပါအကယ်ရှင်ရှိလူမီဒီကလူ၏အထွတ်သူရောက်တော့လေအနတ္တသက်သက်ဖြစ်သည်ဆိုလူသဘောကဒီလိုပဲ
ကျွန်တော်တို့ကအထက်အမြင့်ရောက်ရင်လည်းပဲအထက်အမြင့်ရောက်သွားရင်ကျွန်တော်ဘာဖြစ်သွားမလဲပြန်ဆင်းလာမှာပဲဒါကြောင့်ဘဝရဲ့အသက်တာပြန်ကြည့်လိုက်တဲ့အခါမှာအောင်မြင်တယ်လို့ပြောတော်သူများတကယ်တယောက်တည်းထီးဆန်တဲ့လူတွေအများကြီးချမ်းသာတဲ့ပုဂ္ဂိုလ်ဆိုတဲ့လူတွေကိုယ့်ကိုယ်သိချောင်းကြံတဲ့လူတွေအများကြီးဘာကြောင့်လို့လောကအရာအခုတပည့်တော်ကြီးကလည်းကြည့်ခရစ်တော်နဲ့အတူနေခဲ့တဲ့နှစ်ပေါင်းက3နှစ်ကျော်ဘယင်တကာဘယင်အစင်တကာအစင်ဖျားသခင်နဲ့3နှစ်3မို့လို့နေခဲ့တဲ့လူတွေအခုဖျားသခင်ကိုစွန့်ခွာသွားကြပြီလောကအရာကဒီလိုပဲဒီလိုဟာမျိုးနဲ့ဒီကနေ့ကြုံတဲ့လူတွေကျွန်တော်တို့ဘယ်နှယောက်ရှိမလဲဖျားနဲ့ဝေးတဲ့လူတွေကျွန်တော်တို့ဘယ်နှယောက်ရှိမလဲမျောလင့်ခြင်းမရှိတဲ့အခါမှာကဘာမှလုပ်လို့ခြင်းလည်းမရှိတော့ဘာမှလုပ်ကင်ခြင်းတဲ့ဟာလည်းမရှိတော့မနေ့ကမှလည်းကျွန်တော် Bible Study မှာလေ့လာတယ်ကဘာပေါ်မှာလူတွေရဲ့အယူရဆိုတာချစ်ဆုံးကဘာတူလဲဆိုမိန်းကလေးတွေနောက်တစ်ပတ်လဲမာတာတွေမှာကျွန်တော်ဆက်ပြောမှာပါမိန်းကလေးကကိုယ့်အိမ်မှာတမီးအနေနဲ့ရှိလာတဲ့အခါမှာအလုံးကချစ်ခင်ကြတကယ်ယူရကြတယ်ဒါကြောင့်မိမိအိမ်မှာမိမိအိမ်မှာသက်ရှင်တဲ့တမီးတွေကသူတို့ဘာနဲ့နှိုင်းကြလဲဆိုရင်မင်းသမီးတွေပဲအိမ်ရှင်မိသားစုတွေကလည်းချစ်ခင်ယူရတကယ်သူဣတိအကန်တို့အားလုံးကလည်းပဲသူတို့ချစ်ခင်ကြတယ်ဒါပေမဲ့မင်းသမီးယာထုကနဲ့သူ့ရဲ့မင်္ဂလာဆောင်တဲ့နေ့နော်သူ့ရဲ့သရုသားနဲ့တွေ့တဲ့နေ့ကတော့သူ့ရဲ့ယာထုကအရန်တက်သွားပြီ။ဘာဖြစ်သွားပြီလဲဆိုရင်သူကသူ့သမီးဆိုတာကမင်းသမီးထက် level မြင့်သွားပြီ။ဆိုတော့သူ့သမီးကအဲ့ဒီနေ့အချိန်ကတော့ဘယင်မှာပဲ။သူ့သားရှိမှာအောင်ပရိသတ်ဒီအားလို့ဆွေမျိုးသားချင်းများကြမှာလည်းပဲဒီသူ့သမီးကဘယင်မှာပဲထွက်ထိပ်ကိုရောက်သွားခဲ့တာအိမ်ထောင်လဲကြောင်မနေ့ပြန်တစ်ပတ်ကကြာတော့ဒီမျိုးသမီးဘာဖြစ်သွားတော့ဒီဘယင်မှာဘာဖြစ်သွားတော့အစေခံမှဖြစ်သွားပြီဒါကလူဘဝအခြေအနေနော်ကျွန်တော်တို့မရှိတော့မှာကတော့ရှိဖို့ရကြိုးစားပြီးတစ်စစ်တလှမ်းတက်တာခွန်အားယူတယ်အားမကြောက်စိတ်တက်မကြောက်ဒါပေမဲ့အောင်မြင်ပြီကျွန်တော်ရောက်ချင်တဲ့နေရာရောက်ပြီဆိုရင်တော့ဖြင့်ဒီထဲမှာဟာတာကြီးဖြစ်သွားပြန်ဒီထဲမှာလေတကယ်ငြိမ်သက်ခြင်းမရှိဒါကလောကအရာဒါကြောင့်လောကအရာမှာအထွတ်အထိပ်ကျွန်တော်လူချင်းတဲ့အရာကြီးရတယ်ထားပါတကယ်တမ်းငြိမ်သက်ခြင်းရသလားရတယ်ဒါကြောင့်ဒုတိယကမ္ဘာစစ်မှာဒီကမ္ဘာလုံးကိုစီးပွားရေးမှာချုပ်ထားတဲ့တထဲ9ယောက်ရှိတယ်ဒုတိယကမ္ဘာစစ်မတိုင်ခင်မှာပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်ကြားမှာပေါ့နော်ကမ္ဘာကြီးကိုလူကြီးအုပ်တဲ့စီးပွားရေးတကယ်တထဲတွေတန်းကြွတဲ့အဘီလီယံတထဲတွေ9ယောက်ရှိတယ်တကယ်တထဲတွေပဲဒုတိယကမ္ဘာစစ်မတိုင်ခင်မှာသူတို့ဘာဖြစ်သွားလဲကုန်းလုံးတေချောင်းကြံတာလေးချင်းကုန်းလုံးတေဆုံးကြတယ်2ယောက်ဆိုရင်တော့ကိုဆွေးဆိုင်လုပ်ခဲ့ကြတာတယောက်ဆိုရင်တော့ငမွဲဖြစ်ပြီးမှတရောင်းစားတဒံနဲ့တေဆုံးတေသွားခဲ့ကြတာဒါကြောင့်လောကမှာကျွန်တော်အထွတ်အထိပ်ရောက်တော့လေပဲဒီနေ့ပြန်လဲရဲ့စိတ်တကြတဲ့လူတွေရှိတယ်ကဲကျွန်တော်တို့မပြောနဲ့ခုနပြောသလိုတကယ်ဓမ္မတော်ကြီးပြင်လင်းဘုရားသခင်နဲ့အတူရှိတဲ့ကိုပြင်လင်းသူတို့ရဲ့သက်တာမှာပြင်လင်းဒီလိုစိတ်တကြခြင်းရှိခဲ့တာကသူတို့ရဲ့ညှော်လင့်ချက်မရှိတော့တဲ့အတွက်ကြောင့်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ရဲ့နိုင်ငံမှာလေစာရေးအတွက်ဝေရေးအတွက်နေရေးအတွက်ပညာရေးအတွက်သာသမီရေးအတွက်အနာဂတ်ရေးကျွန်တော်တို့စဉ်းစားတဲ့အခါမှာဘာညှော်လင့်ချက်ကျွန်တော်ရှိတယ်လေကျွန်တော်ရဲ့ညှော်လင့်ချက်များကိုရိုက်ချိုးတဲ့လူတွေရှိသလားကျွန်တော်ရဲ့ညှော်လင့်ချက်များကျွန်တော်အရှိမှရှိတဲ့တွားမဲ့လမ်းကြီးကိုကာတဲ့လူတွေပိတ်တဲ့လူတွေရေဆိုင်ကြုံတွေ့တဲ့လူတွေရှိသလားဒီနေ့တမန်တော်များခဲ့လို့ကျွန်တော်တို့ဘယ်နှယောက်ရှိသလဲနော်ဒါကဒီကနေ့ဖျားချစ်တဲ့ညီကိုမောင်နှမများလွန်ခဲ့တဲ့နှစ်ပေါင်း2000ခန့်လုံးကဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်များကိုဒီကနေ့ဖျားကကျွန်တော်တို့မိမောင်ထုပြပြီးခွန်အားပေးနေခြင်းဖြစ်ပါတယ်ဒါကြောင့်နံပါတ်1မှာကတော့မျှော်လင့်ခြင်းကင်းမဲ့တဲ့တပည့်တော်တွေခရစ်တော်ဖျားသခင်ကိုဆွံ့ပြီးမှငကူ
တို့လောက်ခဲ့တဲ့အလုပ်တွေလုပ်သွားခဲ့တယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်မျှော်လင့်ခြင်းကင်းမဲ့တဲ့အခါဒီဟာနဲ့ပတ်သက်ပြီးမှဒီနေ့ဖခင်ချစ်တဲ့ညီကိုမောင်နှမများကျွန်တော်တို့မျှော်လင့်ခြင်းကင်းမဲ့တဲ့အခါမှာစဉ်းစားတဲ့အရာတွေလှုပ်ဆောင်တဲ့အရာတွေအားလုံးကအမှားတွေကြီးပဲဆိုတာကိုအနည်းငယ်ဆက်လက်ရဖော်ပြခြင်းပါတယ်ဇာတိနဲ့ကျွန်တော်တို့ဆုံးဖြတ်သမျှအားလုံးဇာတိနဲ့လှုပ်သမျှအားလုံးအမှားတွေကြီးပဲဒါကြောင့်မဟာဓမ္မဂန္ဒီကပြောခဲ့ဘူးလို့တခုခုဆုံးဖြတ်ချက်လုပ်တော့မယ်ဆိုရင်စိတ်တည်ငြိမ်စားစိတ်တူတဲ့အချိန်မှာဘယ်တော့အခါမှဆုံးဖြတ်ချက်မချနဲ့စိတ်တူတဲ့အခါမှာဘယ်တော့အခါမှဆုံးဖြတ်ချက်မချနဲ့ဒါကြောင့်ဖခင်ချစ်တဲ့ညီကိုမောင်နှမများကျွန်တော်တို့ရဲ့အစင်မပြေမှုဖြစ်တဲ့အခါမှာကျွန်တော်တို့လုပ်တော့အရာတွေကအခုတမန်တော်တွေကဘာလုပ်ကြလဲဖခင်သခင်ကသူတို့ကိုလူကိုမျှတဲ့တင်ငါဖြစ်ဖို့သူတို့ရွေးကောက်ထားတာဒါပေမဲ့အခုကဖခင်သခင်ကနဲ့ဝေးစွာလမ်းကိုသူတို့တွားခဲ့ကြပြီဘယ်လောက်ထိအောင်ပြောတယ်လဲဆိုရင်တော့ပိုက်ငယ်3ထဲမှာရှမောပီဒီယုကတဲ့အကျွန်ုပ်ဒီငါးဖမ်းသွားမျိုးဆိုလင်ထို့သူတို့ကအကျွန်ုပ်တို့လည်းလိုက်မယ်ဟုပြောဆိုသည်နဲ့ထွက်သွားကြ၏ဖျားခိုင်းတဲ့အဖို့မလုပ်တော့ဘူးဖျားမခိုင်းတဲ့အရာတွေကိုဆက်လက်ပြီးမှသူတို့လုပ်ခိုင်းပါဒီကနေ့ကျွန်တော်ကျမတို့ရောကြက်တဲတဲ့အချိန်ဘိတ်ချက်နံချက်ဖြစ်နေတဲ့အချိန်ဟောမရောက်ဒီမရောက်အတိဒုက္ခရောက်နေတဲ့အချိန်မှာကျွန်တော်တို့ဘယ်လိုဆုံးဖြတ်ချက်ချတယ်လဲဘာတွေလုပ်နေတယ်လဲဒီဟာကတည်ရည်ကြီးပါတယ်ဒီနေ့ဖျားသခင်ခိုင်းထားတဲ့နေရာကနဲ့ဝေးတဲ့နေရာသွားတော်သူများရဲ့အသက်တာမှာကဒီတပည့်တော်များသာမကယောနရဲ့အသက်တာကိုကြည့်လေဖျားသခင်ကနိနဗေကိုသွားခိုင်းတာဒါမဲ့ तू မသွားဘူးဘယ်ကိုသွားတော့ဒါရှုံးကိုသွားတဲ့အခါမှာ तू ဘာဖြစ်သွားတော့တင်မောကြီးပါမကောင်းတော့တင်မောကြီးချင်းနေမကောင်းတော့ရာသီဥတုမကောင်းတော့ဒါကြောင့်ဖျားချစ်တဲ့ညီကိုမောင်နှမများဖျားခိုင်းတဲ့နေရာကနေကျွန်တော်စွန့်သွားမယ်ဖျားသခင်ခိုင်းတဲ့နေရာကနေကျွန်တော်တို့ကအကြောင်းမျိုးမျိုးကြောင့်မလုံးချင်ဘူးစွန့်ခွာသွားမယ်ဆိုရင်ဖျားမနာဘူးနော်ဖျားမထိခိုက်ဘူးဘယ်သူထိခိုက်တော့ကျွန်တော်တို့ပဲထိခိုက်တာအခုခရစ်တော်ဖျားသခင်ကရှင်ပြန်ထားမြောက်ပြီခရစ်တော်အတွက်ဘာမှမထိခိုက်ဒါပေမဲ့ထိခိုက်တာကတပည့်တော်တွေဘယ်လောက်ထိခိုက်တော့ဖျားခိုင်းတဲ့အမှုတို့မလုပ်ဘူးမလုပ်တဲ့ဖျားမခိုင်းတဲ့အလုပ်ကိုလုံလာတဲ့အခါမှာဘယ်လိုဖြစ်သွားလဲတိုင်ပေးမယ်နောက်ကနေလက်ဆူပေးကြပါချက်ချင်းလှည့်ထဲသို့ဝင်၍ထိုညတွင်တကောင်ကိုများမရကြတညလို့တညဘယ်နှနာရီရှိမလို့အနည်းဆုံးကတော့12နာရီလောက်ရှိမှာပေါ့နော်ကဲ9နာရီလောက်ကနေမနဲ့4နိုင်5နိုင်လောက်ထိကြာကြည့်ဘာပဲလို့လုတ်တမျှမှာသူဘာပြောတော့အစင်မပြေဘူးဘာလို့အစင်မပြေဘူးဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့သက်တာမှာဖျားသခင်ခိုင်းတဲ့အမှုမှာကျွန်တော်တို့ကငင်းဆိုင်ခဲ့မယ်ဆိုရင်ဖျားမထိဘူးနော်ကျွန်တော်တို့ပဲထိတာဒါနံပါတ်1ဖျားသခင်နဲ့ဝေးစွာသွားတဲ့လူတွေကျွန်တော်ဘယ်နှယောက်ရှိသလဲကဲနံပါတ်2ကျွန်တော်တို့ဆက်လက်ပြီးသွားအောင်နံပါတ်2မှာဒီလူတပည့်တော်တွေသွားတဲ့အခါမှာဖျားနဲ့ဝေးတဲ့နေရာသွားတဲ့အခါမှာသူတို့အတွက်တကယ်ခွန်အားရစေရဖျားသခင်ကပူဆောင်ပေးတယ်ဒီမှာတွေ့ရငယ်တုန်းကကျွန်တော်သူငယ်ချင်းတယောက်ရှိတယ်သူ့အဖေကဆက်လုပ်ရေးမှာကားမောင်းတော့သူတယောက်ပြီးတော့လမ်းတွေကိုကြိတ်တဲ့ရူလာမောင်းလဲမောင်းတတ်တယ်ဒီနေ့တော့သူ့သားလေးကအရွယ်ရောက်လာတော့ကားမောင်းတင်ပေးပြီးမှရူလာလမ်းကြိတ်ဆက်ကိုမောင်းခိုင်းတယ်မောင်းလဲမောင်းတတ်သွားပြီကျွန်တော်တို့တောင်ပေါ်လမ်းဆိုတော့အနည်းအမြင့်စီတာကိုနည်းနည်းမြင့်တဲ့နေရာဒီနေ့တော့သူ့အဖေကကဲသားငါလုံးမဲ့နေရာနော်ဒီရူလာနဲ့ဒီလမ်းကိုကြိတ်ပါလို့အလုတ်ခိုင်းလိုက်တဲ့အခါမှာသားကဟုတ်ကဲ့လုတ်ပါမယ်ဆိုပြီးနော်လမ်းကိုကြောက်ခဲ့ပြီးခင်းပြီးမှအဲ့ဒီလိုနဲ့ကြောက်အဲ့ဒီကြိတ်ဆက်နဲ့ပေါ့နော်သူကြိတ်နဲ့ဘာဖြစ်သွားလဲဆိုတော့ तू ကမောင်းတတ်တာလေ experience ကတိတ်မရှိသေးဘူးမောင်းရင်နဲ့ဟိုးလမ်းဘေးမှာထိုးကြတော့ဆိုတော့တကယ်ရူလာဆိုတော့အလုံးတီးတိုင်းဟိုကြီးပဲလေပြီးတော့တန်နေဆိုတော့အရန်လဲတာဒီလိုမှလည်းမရ
တောင်ပေါ်ပိုင်းမှာဆိုတော့ဒီလောက်ကြတယ်ဟာဆိုဟောအောက်ဖြစ်ကြသွားမှာပဲလေအဲ့လောက်ကြသွားတဲ့အခါမှာအယံဆိုးရိမ်သွားခဲ့တာဟာငါအဖေကငါ့ကိုဘာလုပ်မလဲဟာငါအဖေကငါ့ကိုဆိုးတော့မှာပဲအဖေကလည်းမတူရဲ့မပြောလို့လည်းမရအဲ့ဒီနဲ့အတန်ကိုတီတူပြောတဲ့အတန်တွေကိုကြားတဲ့အခါမှာသူ့အဖေကချစ်ချင်းရောက်လာအဲ့ဒီချိန်မှာသူသားကယင်းတုံလေးမှာဘာမှမပြောရဘာမှမပြောနဲ့အောင်သူရှိသွားခဲ့တာသူ့အဖေရောက်လာတဲ့အခါမှာတေးချာကြီးကားကဘယ်နဲ့ပဲလောက်အောက်ကျသွားတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ကြီးပြီးမှတားဆိုမှခေါ်ဟုတ်ကဲ့ဖေလို့ပြောထိုင်တဲ့နေရာနဲ့ထားပြီးမှအဲ့ဒီချိန်ကမှအဖေကငါ့ကိုဆိုတော့မှာပဲငါ့ကိုတခုခုတော့ပြောတော့မှာပဲရိုက်မှာပဲထင်းနေတာဒါမဲ့သူ့အဖေကဘာပြောလဲဆိုတာမှတ်ထားမကြောက်နဲ့မဆိုးရင်နဲ့ဒါဖေတူတာပဲငါလည်းခဏကားပေါ်လမ်းပေါ်ကနေကားပြုတ်ကြတဲ့ဖေတူတာဘာမှမပူနဲ့ပြန်ခောက်မယ်ပြန်သွားမယ်ဒီနေ့ဖျက်ချစ်တဲ့ဤကူမောင်နှမများကျွန်တော်တို့ကလည်းစိတ်တကြစရာတွေအားငယ်စရာတွေဝမ်းနေစရာတွေအပြင်မထွက်ရတဲ့ဟာတွေရှိကောင်းရှိပါလိမ့်မယ်ဘလောက်ပြင်ကျွန်တော်တို့ဖျက်တဲ့ခင်နဲ့ဝေးနေပေမဲ့ဒီနေ့တပည့်တော်တွေအတွက်ဘလောက်ဝမ်းသာစရာကောင်းတယ်လို့ကျွန်တော်တို့တစ်ချက်လဲအနေငယ်တော့ဒီမှာဖတ်ကြရအောင်တို့ဖျားတကယ်နဲ့ဝေးတဲ့နေရာရောက်တယ်တညာလုံးငါဖမ်းတော်လဲတကောင်မှမရခဲ့ဘူးဒါပေမဲ့ဒီကနေ့သူတို့အတွက်ခွန်အားကပါတော့အပိုင်ငယ်လေးမှာကျွန်တော်တိုင်ပေးမယ်နောက်ကနေလဲစုပေးကြပါနာနဲ့ရောက်တော့အခါယေရှုသည်ကာနာမှာရပ်တော်မူ၏တို့ရာတွင်ယေရှုဖြစ်တော်မူသည်ကိုတပည့်တော်တို့သည်မသိကြသူတို့ဘလောက်ပဲအားနေပလိစေသူတို့နာမှာခရစ်တော်ရှိနေတယ်သူတို့ဘလောက်ပဲဝေးသွားသူတို့နာမှာခရစ်တော်ရှိနေတယ်တပည့်တော်တွေကမသိဘူးကျွန်တော်တို့နာမှာခရစ်တော်ရှိမှန်းသူမသိဘူးခရစ်တော်ကငါတို့ကိုကြည်နေတယ်ဆိုတာသူမသိဘူးဒီနေ့ဖျားချစ်တဲ့ညီကိုမောင်နှမများဒီနေ့ကျွန်တော်တို့ဝမ်းမြောက်ပေါ်ရသတည်ကျွန်တော်တို့ဘလောက်ပဲအားနေပလိစေဖျားကကျွန်တော်စွန့်ပစ်တဲ့ဖျားမဟုတ်ဘူးဟာလေလုယာကျွန်တော်တို့အပြစ်လုံလာတဲ့အခါမှာလေထားပစ်ခဲ့တဲ့ဖျားမဟုတ်ဘူးဒုက္ခရောက်ပါစေဆိုပြီးမှကျွန်တော်တို့ဒီတိုင်းပဲထားပစ်ခဲ့တဲ့ဖျားမဟုတ်ဘူးကျွန်တော်တို့စွန့်ပစ်တဲ့ဖျားမဟုတ်ဘူးဒီနေ့တပည့်တော်ဘလောက်ထိစိတ်တက်ကြမလဲတညာလုံးငါးတကောင်မှမရဘူးဆိုတော့ဘလောက်ဗိတ်ဆာမလဲတညာလုံးချမ်းနေမှာပဲမီးလည်းမရှိဘူးဘိုက်ကလည်းစာမှာပြီးတော့ပီတရုဆိုတာကအိမ်ထောင်းပဲငါအစင်မပြေရင်ဇနီးသားသမီးတွေရှိမယ်ကျန်တဲ့သူနဲ့အတူပါလာတဲ့တပည့်တော်တွေအားလုံးကြည့်လိုက်သူတို့လည်းဒုက္ခရောက်မှာပဲသိလားမသိတော့ဘောသိကြီးနဲ့ဆက်လက်ပြီးသွားနေတဲ့အခါမှာပိုးပြီးမှမှားတော့ပေါ့မှားတယ်ဒါပေမဲ့ဘလောက်ပြန်မှားပလဲစေဖခင်ရဲ့မေတ္တာကသူတို့ကိုအမြဲတမ်းလွှမ်းမိုးတယ်ဖခင်ရဲ့မေတ္တာကသူတို့ကိုအမြဲတမ်းဖိတ်ခေါ်နေတာဖခင်ရဲ့မေတ္တာကသူတို့အသက်တာကိုအမြဲတမ်းနှိုးဆော်ပေးနေတာဒါကြောင့်ဒီနေရာမှာကျွန်တော်တို့ခွန်အားကကျွန်တော်တို့ရဲ့အသက်တာဘလောက်အားနေပလဲစေကျွန်တော်တို့အားနေတဲ့နေရာမှာဖခင်ရှိနေတယ်ရှိနေတယ်ဒါကြောင့်ရှစ်ပေါလုကကျမ်းပိုက်တစ်ပိုက်မှာဗာပြောလဲဆိုငါအားနေတဲ့အခါမှာခွန်အားရှိကျွန်တော်တို့လူသားများအားနေတဲ့အချိန်မှာခွန်အားရှိတာဒါပေမဲ့ကျွန်တော်တို့ခွန်အားရှိတာကကျွန်တော်တို့ခွန်အားမဟုတ်ဘူးကျွန်တော်တို့အထင်းမှာရှိတယ်ကျွန်တော်အနားမှာရှိတဲ့သခင်ယေရှုဖခင်ရဲ့ခွန်အားကကျွန်တော်ရဲ့သက်တာကိုပြောင်းလဲပြစ်နိုင်တာဒါကြောင့်ဒီနေရာမှာတပည့်တော်ရဲ့အတွက်ဝမ်းနည်းစရာဖြစ်ပေမဲ့သူတို့အတွက်ဖခင်သခင်ကခွန်အားပေးနေနောက်ကလည်းတရက်ရက်နဲ့လိုက်နေတာကျွန်တော်တို့ကဖခင်နဲ့ဝေးသွားပေမဲ့ဖခင်ကကျွန်တော်တို့ကတ်နေအောင်နီးနေအောင်ဒါကဒီနေ့တပည့်တော်များရဲ့သက်တာမှာသူတို့နားမလဲတော့အရာဖခင်သခင်ရှိမှန်းသူတို့မသိဘူးဖခင်သခင်ရှိမှန်းသူတို့ကသေသေးချာချာစိတ်ချမှုမရှိဘူး
အော်ဖျားတခင်မရှိဘူးလို့ထင်တဲ့အခါမှာလှုပ်ကျင်တာတွေကျွန်တော်လှုပ်သွားအောင်ဒါကြောင့်ဒီနေရာမှာဖျားချစ်တဲ့ညီကိုမောင်နှမများသင်ခန်းစာကျွန်တော်ယူဖို့ရတခုကယောမဩဝါဒစာခန်းကြီး7နှစ်အပိုင်ငယ်21ထဲမှာအကောင်အဖြစ်အဆိုးကိုနိုင်အဆိုးအဖြစ်ဘာပြောလဲအရှုံးမခံနဲ့အဆိုးအဖြစ်အရှုံးမခံနဲ့ကိုအားနေချက်ဖြစ်ပေမဲ့အားနေကြအဖြစ်အရှုံးမခံနဲ့အကောင်အဖြစ်အဆိုးကိုနိုင်ဒါဘုရားသခင်ကဒီကနေ့ကျွန်တော်တို့သုံးသပ်နေတာတပည့်တော်ကြီးထဲမှာယူရစကားလို့ဆိုတဲ့ပုဂ္ဂိုလ်တရားလည်းရှိပါတယ်ခရစ်တော်ကိုငွေ30နဲ့ရောင်းစားလိုက်တာမှားတာသိလားသိတာပေါ့မှန်မှန်သိတာ तू မလုံးသင်းနေဟာကို तू လုတ်ခဲ့တယ်နောက်တိုင်းရတာရတယ်မကောင်းမှန်သိတယ်ဒါပေမဲ့အဆုံးအဖြစ်အရှုံးခံသွားခဲ့တာဘာကြောင့်ဘာလုတ်သွားခဲ့တယ်လဲဆိုရင်အမှန်ကတော့သူ့နားမှာခရစ်တော်ရှိနေတာဥမာစင်ပီတယုကလည်း तू ဘယ်နေရာဖေးရောက်ခရစ်တော် तू အမြဲတမ်းကြည့်နေတာပဲရှိနေတာယူရစကာရုကလည်းဘယ်နေရာဖေးရောက်ဖခင်ရဲ့မိတာက तू နားမှာအမြဲတမ်းရှိနေတာဒါပေမဲ့ယူရစကာရုကအိုးငါဖခင်ကိုရောင်းစားမိပါပြီဆိုပြီးမှအယံဝတ်နေသွားခဲ့တာအကြောင်းမျိုးကြောင့် तू ရောင်းစားခဲ့တာမှန်ရောင်းစားခဲ့တာဖြစ်ပေမဲ့တကယ်တမ်းခံစားတာက तू ခံစားလိုက်ရတဲ့အခါမှာဘယ်လို့မှနေလို့မရအဲ့ဒါကြောင့်ဘာပဲဖြစ်ဖြစ်ကိုအဆုံးစီရင်မှပဲဖြစ်တော်မယ်ဆိုပြီးသူ့ကိုကြိုးဆွဲပြီးမှတတ်တယ်ခဲ့ရပါတယ်အဲ့ဒါကြောင့်ကျမ်းစာကဒီလူမျိုးအဆုံးအပြအရှုံးခံလိုက်တဲ့ပုဂ္ဂိုလ်တယောက်ကသူဟာအမြင့်ဝန်းထေးကနေမမွေးရင်တော့မှပူကောင်းအောင်မယ်ဆိုတဲ့မှတ်တမ်းရှိခဲ့တာဒါကအဆုံးအပြအရှုံးခံတဲ့လူတွေဒါကကျွန်တော်တို့စိတ်တက်ကြတဲ့အခါမှာအစင်မပြေတဲ့အခါမှာဒီလိုမျိုးကျွန်တော်တို့ရင်ဆိုင်တဲ့အခါမျိုးမှာဒါမျိုးနဲ့ဖျားချစ်တဲ့သားသမီးတွေမလှုပ်ဖို့စိတ်တက်ကြတဲ့အခါမျိုးမှာလေးပဲအဆိုးမမြင်မိဖို့နော်ဒီကနေ့ဖျားကကျွန်တော်တို့တွင်တင်ခြင်းဖြစ်ပါတယ်ဘလောက်ဒီအာနေပလိစေဖျားကကျွန်တော်တို့နဲ့မကွာဘူးကျွန်တော်မစွန့်ပစ်ဘူးကျွန်တော်နားမှာအမြဲတမ်းရှိနေတဲ့ဆိုတာကိုဖျားကကျွန်တော်တို့သိစေခြင်းနဲ့အရာဖြစ်ပါတယ်ဒါကြောင့်တပည့်တော်တွေကဖျားကိုမှန်းကိုမသိတော့ဘူးဒါမဲ့သူတို့နားမှာဖျားကချီးကပ်တာတပည့်တော်တွေကဖျားသခင်၌မချီးကပ်ပေမဲ့ဖျားသခင်ကသူတို့ဘက်မှာချီးကပ်တာဒါကြောင့်ဒီကနေ့ဖျားချစ်တဲ့ညီကိုမောင်နှမများအကြောင်းမျိုးကြောင့်စိတ်ပြည့်စရာများတွေ့ကြရင်လေဒီကနေ့ကျွန်တော်နားမှာရှိတဲ့ဖျားဆိုတာအမြဲတမ်းအောင်မေပါကျွန်တော်အထဲမှာကျင်းဝတ်နေတဲ့ဖျားဆိုတာအမြဲတမ်းအောင်မေပါကျွန်တော်တို့အမြဲတမ်းပြောခဲ့ကြသေးတယ်အောက်မေ့ခြင်းကခွန်အားဖြစ်တယ်အောက်မေ့ခြင်းကအင်အားဖြစ်တယ်အောက်မေ့ခြင်းကအောင်မြင်ခြင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီကျမ်းစာရဲ့ခေါင်းပေါ်ဘက်မှာကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာယောဘဝတ္ထုအခန်းကြီး32အပိုင်ငယ်23ထဲမှာနော်ဒီထဲမှာဘုရားကကျွန်တော်ဗာခွန်အားပေးတော့ဘုရားကဘယ်လိုဖော်ပြထားတော့ထာဝရဘုရားထံတော်သို့ပြန်လာလင်းနဲ့တိဆောက်ခြင်းရှိလိမ့်မည်ဘယ်လိုပဲအားနေပလိစေဘယ်လိုပဲကျွန်တော်ကုန်ခန်းသွားပလိစေဘလောက်ပဲကျွန်တော်ရဲ့ဒုက္ခရောက်ပလိစေဖျားထံတော်ပါသို့တိုးဝင်ခြင်းကမေဆွေတိဆောက်ခြင်းရှိလိမ့်မယ်အခုယူရစကားတို့ကတိဆောက်ခြင်းမရှိတော့ဘူးသေသွားတာသေတာတောင်မှနော်အဆိုးနဲ့သေတာမဟုတ်ဘူးသေခြင်းဆုနဲ့သေတာတောင်မှဘယ်သူမှသူ့ကိုကြည့်မဆိုင်တော့ဘိုက်ပေါက်ပြီးမှနော်ဘိုက်ဒီတောင်မှပွင့်ထွက်သွားပြီးမှသေသွားတာကျမ်းစာထဲမှာတော့မှသူမိခင်မမွေးရင်တောင်မှကောင်းမယ်အဲ့လောက်ထိပြောသွားခဲ့တာကဖျားစင်ကိုပြန်မလာတော့ဖျားသခင်၌ရှိကြတော့မျက်မှောက်တော့မသွားတော့ဖျားသခင်၌မတိုးဝင်မချိကြတော့နောင်တလည်းမရဖျားသခင်၌မဆက်ကတဲ့အခါမှာနောက်ဆုံးလုံးဝအသက်တာပျောက်သွားခဲ့ရခြင်းဖြစ်တယ်ဒါကြောင့်ဒီနေ့ဖျားသခင်ကျွန်တော်ရဲ့အသက်တာမှာကျွန်တော်တို့ဒီတိုင်းပဲဖျားကကျွန်တော်တို့ဆောင်းတော်နေပါတယ်ဖျားကဘာပြောလဲဆိုရင်ရှင်မဿဲခရစ်ဝင်ကျမ်းခန်းကြီး7အပိုင်ငယ်27-29ထဲမှာဝန်လဲရဲ့ပြင်ပန်းတော်သူအပေါင်းတို့ငါထံသူလာငါသည်ချမ်းသာပေးနေဘာဝန်လဲတွေဖျားမမေးဘူးကျွန်တော်တို့ဝန်ထမ်းတဲ့အရာဖျားအားလုံးသိတယ်
သေးတဲ့ဝန်နေကြီးတယ်ဝန်နေလက်တဲ့ဝန်နေအားလုံးဘုရားသခင်ကသိတယ်ဘုရားကဝန်ရှိသမျှအားလုံးကိုဖြည့်ဆင်းပေးနိုင်တဲ့အတွက်ကြောင့်ဘုရားကဒီကနေ့ကျွန်တော်ခေါ်ပိတ်တော်အရာကဝန်လေးရဲ့ပြင်ပန်းတော်သူအပေါင်းတို့တောင်းပဲဒါရှင်ဝန်လေးရဲ့ပြင်ပန်းတော်သူအပေါင်းတို့ကိုယ်ဝန်ကိုထမ်းမှထွက်သွားဘုရားမပြောဘူးဝန်လေးရဲ့ပြင်ပန်းတော်သူအပေါင်းတို့ဘာပြောတော့ငါထံသူလာဘုရားရှိမူလားအခုတပည့်တော်ဘုရားသခင်ကသူတို့ဘာပြောလဲဆိုရင်ဒီစကားကအရင်ပဲတန်မိုးရှိပါတယ်ကျွန်တော်တို့ဒီအပိုင်ငယ်ခုနှစ်ထဲမှာသူကယေရှုချစ်တော်မူသောတပည့်တော်ကငါတို့သခင်ပေတရုပီတရုအားဆို၏သခင်ဖြစ်ကြောင်းကိုရှေ့မုံပီတရုသည်ကြားလင်အဝတ်ကိုမခြုံပဲရှိလျက်အပေါ်အင်ကြီးကိုသာဝရှိ၍အိုင်ထဲသို့ဆင်းလေ၏အခြားသောတပည့်တော်တို့သည်ကမ်းနှင့်မနီးမဝေးအလံ90လောက်ကွာသည်ဖြစ်၍ငါးများနှင့်ပိုက်ကွန်ကိုဆွဲငင်လျက်လှည့်စီး၍လာကြ၏ဘယ်ရှိကိုလာကြတော့ခရစ်တော်ရှိကိုလာတာကုန်းဘက်ကိုလာတာခရစ်တော်နဲ့ဝေးတဲ့နေရာမသွားတော့သူတို့နားမှာခရစ်တော်ရှိတယ်ဆိုတာကိုလှမ်းကနေဝင်လိုက်တဲ့အခါမှာဝါနဲ့မြင်ပေမဲ့ဘုရားသခင်မျက်စိဖွင့်ပေးလိုက်တဲ့အခါမှာသိလာသူကတော့ခရစ်တော်ပဲတောင်းနေလုံးကျွန်တော်တို့နဲ့အတူရှိတယ်ဘုရားပဲကျွန်တော်ကျွေးမွေးခဲ့တဲ့ဘုရားပဲကျွန်တော်တုံသင်ခဲ့တဲ့ဘုရားပဲလူနာများကိုကြမ်းမာစေတဲ့ဘုရားပဲသေခြင်းမိဆိုမှအောင်မင်းတဲ့ဘုရားပဲဆိုတာတပည့်တော်တွေကသိလာတဲ့အခါမှာခရစ်တော်နာကိုတလန်ချီတက်လာတယ်တလန်သူချီတက်လာတယ်ဒါကဒီနေ့ဘုရားချစ်တဲ့တပည့်တော်များရဲ့ကောင်းသောအမှုသူတို့လည်းဘုရားသခင်နဲ့ဝေးတဲ့နေရာသွားမှာပဲတွားနေတာပဲဒါပေမဲ့အဆိုးအပြအရှုံးမကဘူးအကောင်းအပြအဆိုးကိုနိုင်တယ်ဆိုတာသူတို့မှားတယ်တိုးတော်လည်းငါတို့ခေါ်ပိတ်နေတဲ့ခရစ်တော်ရှိတယ်ခရစ်တော်ကတတ်နိုင်တယ်ကျွန်တော်တ냐လုံးဘာမှရှိပွားရတဲ့မရဘူးပိုက်လေးစားတယ်ချမ်းလေးချမ်းတယ်ကျွန်တော်တို့ခန္ဓာကိုယ်အတွက်လည်းမကောင်းတော့ဘာပဲဖြစ်ခရစ်တော်ရှိကိုပဲပြန်သွားရအောင်ခရစ်တော်ရှိကိုပဲပြန်လာဒီတခါမှာစင်ယာကုတ်ကလည်းကျွန်တော်တို့ဘာပေါ်ပြလဲဆိုတော့ဘုရားသခင်၌တိုးဝင်ချီကပါအဲ့ဒါဆိုဘုရားသခင်သည်သင်တို့ကိုချီကလိမ့်မယ်ဟာလေလုယာဒီကနေ့ကျွန်တော်တို့စိတ်ပြတ်နေသလားဒီကနေ့ကျွန်တော်တို့ဝမ်းနည်းနေသလားကျွန်တော်တို့မျှော်လင့်ချက်ပြတ်သုံးသွားသလားခရစ်တော်ရှိတယ်ခရစ်တော်ကျွန်တော်ကိုစောင့်နေတယ်ကျွန်တော်နားမှာခရစ်တော်ဖျားသခင်ရပ်နေတယ်ခရစ်တော်ကသားနဲ့ဝန်လေးနေသလားသမီးနဲ့ဝန်လေးနေသလားအချောင်မသွားနဲ့ငါစီသူလားသမီးငါစီဘူးလားခရစ်တော်ကဘာပြောသေးတော့ငါထံသို့လာတော်သူတိုင်းငါသည်အလင်းမပေးနင်ဘလောက်ပဲပြများပလေစေလာသင်ကငါလက်ခံတယ်ဟာလေလုယာသင်ဘလောက်ပဲအပြစ်များငါသားငါသမီးသင်ကငါလက်ခံတယ်နင်ဝန်လေးနေတာဖခင်ငါမခံစားနိုင်ဘူးလာပါဒီဒီဝန်နဲ့နင်သွားနေရင်ပို့ပြီးမှဒုက္ခရောက်မှာပေါ့ယူရာစကားတို့လည်းဖြစ်စုနဲ့ကြုံရပြီနင်လည်းဖြစ်စုနဲ့ကြုံရမှာအဲ့လိုမျိုးမကြုံရလားသမီးသားငါစီလို့ငါချမ်းသာပေးမယ်ဒီနေ့ကျွန်တော်ရဲ့သက်တာမှာဘုရားသခင်ကျွန်တော်တို့ခေါ်ပိတ်နေတော့ဂျေဇုတော်ကာလမကုန်ဘူးဆိုတာကဘုရားခေါ်ပိတ်ခြင်းချိန်အခွင့်ကောင်းကာလဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ကြားခဲ့ပြီမလားတွေးနိုင်သည့်ကာလတွင်ထာဝရဘုရားကိုရှာပါနီးတော်မူသည့်ကာလတွင်ဆုတောင်းပရဏပြုဘုရားကကျွန်တော်နီးနေတဲ့အချိန်ဘုရားသခင်ဆုတောင်းပရဏပြုရမယ့်အချိန်ပြင်ဆင်တဲ့အချိန်မှာဘုရားနဲ့တုံးဝင်ချီကံငါတန်သူလာတော်သူတဲ့ငါအလင်းမပေးဒါပေမဲ့အချိန်ကုန်သွားခဲ့ပြီဆိုရင်ဘုရားတောင်းမှမရှိတော့အချိန်လိုမှနောင်တရမယ်ဆိုရင်ဖို့ခါတော့ပေးရပြီပေါ့လာဇရုနဲ့တထေသားအကြောင်းမှလေးပဲ
တထေသာကလာဇရုအားဖြင့်နောက်တရတဲ့အချိန်ဘုရားကခွင့်ပေးထားခဲ့တာဒါပေမဲ့လောကမှာအသက်ရှင်တော့မှနောက်တမရဘူးဘယ်မှာနောက်တရတော့ငရဲမှာငရဲရောက်တဲ့အခါမှာအကြီးကျယ်နောက်တရတာနော်ငရဲမှာသူမနေနိုင်တော့ဘူးငရဲမှာမေတ္တာအယံပွားများသွားတာအိုးငါမှညီကို9ယောက်ရှိတယ်ကျွန်တော်ကတော့ဒီမှာရောက်နေအတိဒုက္ခရောက်နေပြီငါညီကို4ယောက်ဒီကိုမလာဘူး။အိုးအပြန်လာဇရုကိုသူ့ရဲ့လက်နှုံးမှာရည်တစ်စက်လေးကိုချပေးပြီးမှငါရဲ့ပါးစပ်ထဲမှာချဒါလည်းမရဘူးဆိုရင်လည်းပဲလာဇရုကိုပြန်လဲရွက်ထားမြောက်စေပြီးဒီကူမလာအောင်ဧဝံဂေလိဟောပေးပါလား။နောင်တရတဲ့အခါမှာအကျဉ်းကိုနှိတ်ချသွားခဲ့တာ။နောင်တရတဲ့အခါမှာတကယ်စိတ်ရင်းနဲ့ဆုတောင်းတာနောင်တရတဲ့အခါမှာတကယ်တိုးဝင်ချင်းကတဲ့နေရာတိုးဝင်ချင်းကတာသူ့တော့အချိန်လွန်သွားရင်မရတော့ချိန်လွန်သွားခဲ့ရင်အဖူခါများပေးရပါတယ်ဒါကြောင့်ဒီကနေ့ဘုရားသခင်ကျွန်တော်တို့ကိုတွန်းသဲနေတာသူ့ရဲ့တပည့်တော်များလာနင်တို့တရားလုံးဘာမှမရဘူးဆိုတာကျွန်တော်သိတယ်အခုနင်တို့ခန္ဓာကိုယ်မှာအေးနေပြီဆိုတော့ငါသိတယ်နင်တို့ဘိုက်မှာဘာစာနာဘာအစားအစာမရှိဘူးဆိုရတယ်လေငါအကုန်သိတယ်လာခရစ်တော်ကအဝေးကနေဖိတ်ခေါ်နေတာတပည့်တော်တွေကမင်းလဲမြင်အိုးအာရဝမ်းမြောက်စွာနဲ့ခရစ်တော်စီကိုလာတယ်လာတဲ့အခါမှာကြည့်လာတဲ့အခါမှာခရစ်တော်စီမှာရောက်တဲ့အခါမှာငါတို့ဘာလုပ်ကြမလဲခရစ်တော်နာစီရောက်ကျွန်တော်ဘာလုပ်မလဲကိုရောကျွန်တော်တို့မှားမိတဲ့အပြစ်ခွင့်လို့ဘာလို့ပြောမလားကိုရောခိုင်းတဲ့အမှုကိုမလုပ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ခရစ်တော်ကဆုံးမမလားဒါမှမဟုတ်ဆုံးများဆိုမလားဒါမှမဟုတ်ကျွန်တော်တို့ကိုဘာများအပြစ်ပေးမလဲဒါတွေသူတို့မစင်စားတော့ခရစ်တော်ကလာဆိုနေသူလာတာပဲလာတဲ့အခါမှာကြည်ပါဒီမှာနောက်ဆုံးအနေနဲ့အနေငယ်ခွန်အားယူခြင်းနဲ့အရာဒီမှာသူတို့ခရစ်တော်ဘုရားရှိခိုးတကယ်လာတဲ့အခါမှာခရစ်တော်ဘုရားသခင်ဘယ်မှာရှိတော့ရေပေါ်မှာလားကုန်းပေါ်မှာလားကုန်းပေါ်မှာဆိုတော့ခရစ်တော်ဘုရားယေရှုလားမဆိုဘူးဒီနေ့မနေ့မှလည်းစကူမောပွဲဒီကိုကျွန်တော်မဲခွန်းမဲတယ်ခရစ်တော်တသက်မှာထမင်းချက်ဘူးလားခရစ်တော်ဘုရားတသက်ထမင်းချက်ဘူးလားစကူမှုပဲမဲတာပေါ့နော်ဒါပေမဲ့ဒီနေ့အားလုံးကိုမဲကြအောင်ချက်ဘူးလားချက်ဘူးလားခရစ်တော်မဖို့ဘူးလားပေါ်မဖို့ဘူးလားကျန်တဲ့ဟာတော့မပြောဘူးနော်ဒါမဲ့နောင်တနဲ့ဖြစ်ဖြစ်ဘုရားသခင်လက်ရခေါ်နေတဲ့အခါမှာရောက်လာနေတဲ့တပည့်တော်များခန္ဓာကိုယ်ကြည့်လိုက်တဲ့အခါမှာအင်ကြီးမပါတယ်လို့လည်းရှိမယ်မနဲ့ပိုင်းဆိုတော့အေးနေမှာပဲချမ်းနေပါတုံလဲတုံနေကြမှာပဲဘိုက်ကလည်းစာနေမှာပဲအဲ့လိုမျိုးချိန်ကာလမှာကြည့်ကုန်းပေါ်မှာခရစ်တော်ကဘာပြင်ဆင်ပေးထားလဲနံပါတ်1ဘာပြင်ဆင်ပေးထားလဲငါးကင်နဲ့ပေါ်မောဘာအတွက်တော့ဘိုက်စာရဲ့အရာအတွက်ပြီးတော့ဘာရှိသေးလဲဒီမှာမြင်မွေးတယ်တဲ့မီးရှိတယ်မီးကဘာအတွက်တော့ချမ်းတုံတဲ့အရာတွေအတွက်နှွေးထွေးကြမ်းမှခြင်းရှိဖို့ဒါကြောင့်မိမမွေးတဲ့မိခင်လောင်းနေရှင်လဲခရစ်တော်၌မိမွေးဖို့သင်ပေါ်မဖို့ဖို့လဲသင်ခရစ်တော်ကအကုန်ရတယ်လက်သမားလေးရတယ်မိဘူးကြောင့်လဲဝင်နိုင်တယ်တချို့ကတော့ခရစ်တော်မိဖို့ကြောင့်မဝင်ဘူးလို့ပြောနေကြတာခရစ်တော်ဘုရားကသားသမီးတွေထဲမှာတောင်းလူရဲ့တောင်းအမေမဆုံးမ तू ကအရွယ်မရောက်ခင်ပြောမယ်ဆိုရင်တော့အဖေကလောကအဖေကဆုံးသွားတော့ဆိုအိမ်ထောင်ဦးစီးခဲ့သူနည်းနည်းရတာဒါကြောင့်အိမ်ထောင်ဦးစီးတဲ့မှာအမေမဆုံးမကိုကျွေးတယ်မွေးတယ်ပြုစုတယ်အိမ်ထောင်အရေးကိစ္စအားလို့ရှင်းမှရတယ်အဲ့ဒါပြီးမှလောကမှာဘုရားသခင်ပေးထားတဲ့သူ့ရဲ့မိသားစုကိုအကုန်လုံးပြင်ဆင်ပေးပြီးမှလှုပ်ဆောင်ပေးပြီးမှဘုရားရဲ့အမှုတော်လုပ်ငန်းကိုဆက်လက်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ဒါကြောင့်အိမ်ထောင်မိသားစုများဘာလို့အပ်မလဲဆိုတာခရစ်တော်ကအကုန်သိတာပေါ့
အခုလေပဲတပည့်တော်ဒီအခုချိန်မှာဘာလို့အမလဲဆိုတော့အကုန်သိတော့ဒါကြောင့်တပည့်တော်တွေကခရစ်တော်နားလာတဲ့အခါမှာအစင်သစ်မိလှုံရတယ်အစင်သစ်ဗိုက်စားတဲ့အရာစားသွားတယ်သူတို့ဘဝသက်တာမှာအစင်ပြေဆုံးနေရာသူတို့ရောက်ခဲ့ပါတယ်သူတို့လိုအပ်တဲ့အရာတွေအားလုံးဘုရားသခင်ကသူတို့ပူဆောင်တယ်အဲ့ဒါကြောင့်ဒီတပည့်တော်တွေနောက်ထပ်ငါမမြတော့နောက်ထပ်အိုင်နေမတော်တော့နောက်ထပ်ပေရီသွားတော့ပျောက်ဆုံးသောဝိငင်စီးတဲ့နေရာတွေကိုပဲသွားတယ်ဂျေရုဆလင်မြို့ကနေယူဒာပြည်ရှမာရီပြည်မေဂျီဆုနေအောင်သူတို့သွားခဲ့ပြီအခုခရစ်တော်ဘုရားသခင်၌ဘုရားသခင်နာကျွန်တော်တို့ကိုမဆုံးပစ်ဘူးကျွန်တော်တို့ရဲ့ဝန်ဒီအားလုံးကိုလည်းပဲဘုရားသခင်ကငြိမ်သက်ဝမ်းမြောက်ခြင်းပေးပိုင်နေဘုရားလောကတော်ရာမြအားလုံးကိုလည်းပေးပိုင်နေဘုရားဆိုတာသူတို့သိပြီးတဲ့အခါမှာလမ်းဟောင်းကိုသူတို့သွားတော့သူတို့ချိန်နေတဲ့လမ်းကိုမသွားတော့ဘူးဘုရားခိုင်းတဲ့လမ်းကိုသူတို့သွားနေပြီအဲ့ဒါကြောင့်သူတို့ရဲ့သွားခဲ့တဲ့လမ်းလူငါးမြတဲ့လမ်းငါဖားတဲ့လမ်းပဲပြင်လဲဘက်တို့ကန္နာဘက်ကိုသူတို့မသွားတော့ဘူးဘုရားသခင်ခိုင်းထားတဲ့ကဘာဆုံးသေးတဲ့လမ်းကိုလမ်းတင်နေသူတို့သွားတဲ့အခါမှာဒီကနေ့ကျွန်တော်တို့ကယုံကြည်သူဖြစ်လာရခြင်းဖြစ်ပါတယ်ဒီကနေ့ကျွန်တော်မြန်မာနိုင်ငံလည်းယုံကြည်သူမြောက်များစွာမွေးဖွားလာရခြင်းဖြစ်ပါတယ်။ဘာကြောင့်လဲခရစ်တော်၌တည်လာတဲ့အခါမှာခရစ်တော်နဲ့ပြန်လာတဲ့အခါမှာယူငါးဖားနဲ့ဘဝကနေလူကိုမျှတဲ့ဘဝသူရောက်ခဲ့တယ်။ဂျေရုဆလင်မြို့ကနေကဘာကုန်းတီးတဲ့အောင်သူတို့ရဲ့နေပဲချက်ပြီးသွားပါပြီ။ဒါကြောင့်ဒီကနေ့ဖခင်ကကျွန်တော်တို့ဖိတ်ခေါ်နေတယ်ကျွန်တော်ဘာဝန်လေးနေတယ်လေခရစ်တော်ထံသို့လာပါခရစ်တော်ထံသို့လာပါဘယ်အချိန်မှလာမလဲချိန်မရွေးလာပါရှင်လုကခရစ်ဝင်ကျမ်းခန်းကြီး18ထဲမှာရှိလို့ဘုရားသခင်နဲ့တိုးဝင်ချင်းကနိုင်ကိုဘုရားသခင်ကတကားဖွင့်ပေးတာရှိတယ်နေ့ငယ်အချိန်မရွေးတယ်24 hour နေ့ချိန်မှလဲလားညချိန်မှလဲလားဘယ်အချိန်မှပါလဲလားဘုရားသခင်ရှိနေလားဘုရားသခင်ကအမြဲတမ်းကြိုးဆိုတယ်လက်ခံတယ်ဘုရားသခင်၌ရောက်တော့သူတွေကနောက်ပြန်မလှည့်တော့ဘုရားသခင်၌စက္ကန့်တော်သူများကတော့ခုနရောပါပြီကျွန်တော်တို့ပြောသည့်အတိုင်းထာဝရဘုရားထံတော်သို့ပြန်လာပါလို့သူပြောလေတိဆောင်ခြင်းစီလိမ့်မည်ဒီကနေ့မောပန်းတော်သူများအမောပိစေတာက royalty မဟုတ်ဘူးအားစေးမဟုတ်ဘူးသခင်ယေရှုပဲဖြစ်တယ်ကျွန်တော်တို့လမ်းသွားတဲ့အခါမှာလမ်းသွားလိုက်တော့မငွေဟုတ်ပြီကျေးဇူးပါ thank you ပါကိုပစ္စည်းချတဲ့အခါမှာလည်းသူများပေးကမ်းနိုင်ပါစေ thank you နော်ကြားတယ်ဆိုတာတမီတဲ့ကြားခိုင်းတာပါကျွန်တော်ကြားလိုက်တော့အားလုံးရဲ့အာယုံကပဲရောက်သွားတယ်ကျွန်တော်ရှင်မရောက်လားမရဘူးဘယ်ထဲမှာရောက်တော့ဒီမှာအောက်မှာကြားတာအဲ့ဒါဆောင်ကာယုကချက်ချင်းလာတာသူ့ကိုခိုင်းလာဒီထက်မှာကငွေ100သားကြာရင်ဘာဖြစ်သွားမလဲငွေ100ကြာခဲ့ငွေ100ကြာခဲ့ဘာဖြစ်သွားမလဲသိလားကျွန်တော်ကုန်းပြီးမှကောက်မှာပဲကျွန်တော်ကုန်းပြီးမှကောက်မှာကြားတဲ့အရာကိုကျွန်တော်ကုန်းပြီးမှကောက်မှာဘာကြောင့်လဲငွေ100ဖြစ်လို့1000သာဖြစ်မယ်ဆိုရင်ရှိကလူတွေလည်းကောက်ရင်ကောက်မှာပါကျွန်တော်တို့ကြားတဲ့အရာမှာငွေရေးချင်းရေးပြန်ကောက်တတ်တယ်ဆိုရင်ကျွန်တော်တို့စိတ်တက်ကြတဲ့အရာများအားလုံးကိုပြန်လဲတင်းမစေတော့သူကငွေမဟုတ်ဘူးယေရှုဘုရားဖြစ်ပါတယ်သခင်ယေရှုဘုရားဖြစ်တယ်ငွေ100 200 1000 2000ကဘယ်လောက်ကျွန်တော်တို့ကိုလောက်အားပေးနိုင်မှာတော့ဘယ်လောက်ဖြစ်စီပေးနိုင်မှာတော့သခင်ယေရှုကခတ်သိမ်းတော်အရာကျွန်တော်လွှတ်တော်အရာဖြစ်စီပေးနိုင်တယ်စိတ်တက်ကြရင်ပြန်ထောင်ပါခရစ်တော်ရှင်မှာဆက်သွားပါထဲစီရောက်တဲ့အခါ